သောရရှင်တို့ရွှေလန်းချမ်းကြပါသေးဒီနေ့မေလ25ရက်တင်းလာနေကြတဲ့ BBC မြန်မာပိုင်းစီစဉ်စတင်နေပါပြီ။တွင်ပြောင်းဆွေရကောင်းဆောင်အိန္ဒိယကိုတွားမဲ့တဲ့တခါရန်ကုန်ကဘတ်စကားတွေပေါ်ကပိုင်းနဲ့တွေကဘယ်လောက်ထိစိုးနေပါလဲ။ကျွန်တော်စလွယ်တိုင်းထားတဲ့အိတ်ပေါ့နော်။လူကချက်နေတော့တစ်ဖက်ကိုရောက်သွားတဲ့အချိန်မှာအမှကျွန်တော်ဇစ်ဖွင့်ပြီးတော့ကောက်နိုင်တယ်။အမှလူစုလူဝေးနဲ့ဝင်တဲ့လူကိုညှက်ပြီးတော့နှိုက်တာပေါ့နော်။စကိုင်းနဲ့မကွေးတိုင်းတွေကစစ်ပေးဒုက္ခတွေစေဝါရဖို့ခက်ခဲလာတဲ့တဲ့မကြခင်မှာသတင်းစုံကိုနားဆင်ကြတော့မှာပါကျွန်တော်ကရင်ပေါ်မှာခင်ဗျAI ရဲ့အနေအသုံးပြုမှုဆိုင်ရာကျင့်ဝတ်တွေနဲ့ပတ်သက်ပြီးပွေဟမင်းကြီးလီယိုကတတိပေးမိန့်ကြားလိုက်ပါတယ်ပွေဟမင်းကြီးရဲ့ပထမဆုံးသောဖြန့်ဝေစာမှာဒီ AI ရင်းနဲ့ပတ်သက်ပြီးရိုမန်ကက်သလစ်ဆိုင်ရာလမ်းညွှန်မှုတွေကိုရေးသားထားပါတယ်အဲ့စာထဲမှာပဲကျွံပြမှုကိုရှုတ်ချဖို့ကက်သလစ်ကျောင်းတော်ကချိန်ဒီကြာမြင့်ခဲ့တာကိုပွေဟမင်းကြီးကပြန်တောင်းပန်ခဲ့ပြီးတော့ AI ဟာခေတ်သစ်ကျွံပြမှုကိုဖြစ်လာစေနိုင်တယ်လို့တတိပေးပါတယ်စီရေးရွေချက်တွေအတွက် AI ကိုမသုံးဖို့ကိုလည်းပွေဟမင်းကြီးလီယိုကမိန့်ကြားပါတယ်။အမေရိကန်နဲ့အီရန်တို့ကြားသဘောတူညီချက်ရတော့မယ်ဆိုတဲ့ပေါ်ဝေဖန်ကြတဲ့သူတွေကိုသမ္မတထရန့်ကအဲ့လူတွေကရှုံးသမားတွေလို့တံပြန်တိုက်ခိုက်ပြောကြလိုက်ပြီးတော့သဘောတူညီချက်ကလောလလတ်ရတော့မလားဆိုတဲ့ပေါ်ဘာမှရည်ရရာသူကမပြောပါဘူး။ရလာမဲ့သဘောတူညီချက်ကအတိတ်ပဲပြောတာကောင်းမွန်တာလည်းဖြစ်နိုင်တယ်လို့သဘောတူညီချက်မရတာမျိုးလည်းဖြစ်နိုင်တယ်လို့သူကပြောပါတယ်။အီရန်နိုင်ငံရေးဝန်ထမ်းပြောခွင့်ရကသဘောတူညီချက်ရဖို့မူပေါင်းသတ်မှတ်ချက်စင်ကိုတော့ရောက်လာပြီးဒါမဲ့ဟော်မုစ်ရေလက်ကြားပြန်ဖွင့်ရေးနဲ့နျူကလ িয়ার ရည်မှန်းချက်တွေအရေးကဆွေးနွေးကြရအောင်မလို့ဆိုပါတယ်။သဘောတူညီချက်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်တစ်ဖန်ပြန်ဖြစ်လာတာမို့ဈေးကွက်မှာရေနံဈေးကသိတသာကျဆင်းသွားပါတယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဆက်ကရွှေကူမပိန်းကသာအင်းတော်မော်လူနဲ့ထိကြိုင်စားတဲ့မြို့နယ်တွေမှာကချင်လက်ရည်တက် KIA ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်တပ်တို့ကြားတိုက်ပွဲတွေဖြစ်နေတယ်လို့မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။ကချင်ပြည်နယ်ရွှေကူမြို့နယ်အတွင်းမှာဆိုရင်နှစ်ဖက်ကြားတိုက်ပွဲတွေကတပတ်ကျော်ကြာပြင်းထန်နေတယ်လို့ BBC ရဲ့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။စစ်တပ်ဘက်ကရွှေကူတိုက်ပွဲမှာ drone အသေးစားတွေပြင်လက်နက်ကြီးတွေပို့ပြီးတော့သုံးငါပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။မြန်မာစစ်တပ်ကတော့ကချင်နဲ့စကိုင်းဆက်နေရာတွေကစီရေးချီနေတဲ့နဲ့ပတ်သက်လို့သတင်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။မကွေးတိုင်းမြိုင်မြို့နယ်အတွင်းတရက်ကန်ရွာမှာရှိတဲ့စစ်တပ်ရဲ့ပြည်သူ့စစ်ရက်ခေါ်ဖြူစောတိစစ်စခန်းကိုတိုက်ခိုက်ပြီးတော့ကြီးရွာထဲမှာပိတ်မိနေတဲ့အမျိုးသမီးနဲ့ကလေးရောက်50နီးပါးကိုကဲထုတ်ခဲ့တယ်လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဒီကနေ့ထုတ်ပြန်ပါတယ်။အဲ့ဒီပြည်သူ့စစ်စခန်းကိုမေလ22ရက်နေ့မနေ့စောပိုင်းမှာမြိုင်ပကဖနဲ့ပူးပေါင်းတပ်တွေကတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲတွင် PDF ရဲဘော်2ယောက်သေဆုံးပြီးတော့4ယောက်ဒဏ်ရာရခဲ့တယ်လို့ပြည်သူ့စစ်ဘက်ကလည်းအနည်းဆုံး4ယောက်သေဆုံးခဲ့တယ်လို့မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။အဲ့တိုက်ပွဲတွင်ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ကားပိုင်းလက်နက်ဆက်လက်ပါဝင်လက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့မြိုင်ပကဖကဓာတ်ပုံတွေနဲ့တူထုတ်ပြန်ထားပါတယ်။ယူကရိန်းနိုင်ငံမှာအီဘိုလာလူနာအသစ်2ယောက်တွေ့ရပြီးတော့ဒီဗိုင်းရပ်စ်ရောဂါစတွေ့တဲ့လွန်ခဲ့တဲ့10ရက်နောက်ပိုင်းယူကရိန်းမှာစုစုပေါင်းလူနာ10ယောက်ရှိသွားပါပြီ။သူတို့ဟာကမ်ဘလာကပိုလီကပိုင်းဝန်ခုမှာအလုပ်လုပ်ကြတဲ့ယူကရိန်းကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။သူတို့နဲ့ထိတွေ့ဘူးတဲ့သူတွေကိုကျန်းမာရေးဝန်ထမ်းတွေကလက်လံဆွမ်းနေပြီးတော့အီဘိုလာရောဂါလက္ခဏာရှိသူတွေသတင်းပို့ကြဖို့ပန်ကြားနေပါတယ်။နိုင်ငံတချို့မှာအခုအီဘိုလာပြန့်နှံ့ဖြစ်ပေါ်မှုကြောင့်သေဆုံးသူလူပေါင်း220လောက်ရှိနိုင်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အကြီးအကဲတက်ဒရိုဆာဟန်နွန်ဂက်ဘရီရီဆက်ကပြောပါတယ်။အာဖဂန်နစ္စတန်မှာမိန်းကလေးတွေနဲ့မြို့သမီးတွေကြောင်းပြန်တက်ခွင့်ပေးမှလားဘယ်ချိန်မှပြန်ပေးမှလဲစတဲ့ BBC ရဲ့မိခွန်းတွေကိုတာလီဘန်ပြောရေးဆိုခွင့်ရှိသူကပြန်ဖြေဆိုဖို့ညှဉ်းဆန်ခဲ့ပါတယ်။လွန်ခဲ့တဲ့9နှစ်အာဖဂန်မှာတာလီဘန်တို့အာဏာပြန်ရလာကြတဲ့ကအသက်12နှစ်ထက်ကျော်တဲ့မိန်းကလေးတွေပညာသင်ကြားခွင့်ပိတ်ပင်ခံထားရပါတယ်။အစ္စလာမစ်ဥပဒေအရအမျိုးသမီးခွင့်ရေးတွေပေးဖို့တာလီဘန်ကအာမခံထားပြီးသားလို့အဲ့ဒီ
တာလီဘန်ပြောခွင့်ရဟမ်ဒူလာဖီထရက်ကပြောပါတယ်အခုလိုတာလီဘန်ရဲ့ပိတ်ပင်မှုကဆက်ပြီးတော့ဖြစ်နေမယ်ဆိုရင်2030ကျရင်အာဖဂန်မှာမိန်းကလေးငယ်2တန်းကျော်ဟာမူလာတန်းနဲ့ကြော်ပြီးတော့ကျောင်းတက်ခွင့်ရတော့မှာမဟုတ်ဘူးလို့ကုလသမဂ္ဂကပြောပါတယ်ဂျပန်နိုင်ငံတိုကျိုကဇီဂျီဝေစာအသုံးဆောင်နေကြောင်းနဲ့ကုန်တယ်ကြီးတစ်ခုမှာအမျိုးသားတစ်ယောက်ကအမျိုးမြည်မသိရသေးတဲ့အရေးတစ်ခုနဲ့မှုတ်ဆေးဖြန်းတယ်လို့လိုက်ဖြန်းခဲ့ပြီးတဲ့နောက်လူတစ်ယောက်ကိုစေယုံကိုခေါ်တင်ထားခဲ့ရကတခြားလူအယောက်20လောက်လည်းနေမကောင်းဖြစ်သွားပါတယ်ကင်ဇာဆစ် shopping mall ထဲမှာအနက်ဆူဆူတွေရခဲ့တယ်လို့ရဲတွေကိုအကြောင်းကြားခဲ့ကြပါတယ်BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တွင်ပြောင်းဆွေးရကောင်းသောဦးမင်းအွန်လိုင်းဟာသမ္မတရာထူးယူခဲ့ပြီးတဲ့နောက်ပထမဆုံးခီးစဉ်ဖြစ်လာမယ့်ဇွန်လပထမပတ်ထဲမှာအိန္ဒိယနိုင်ငံကိုသွားမှာဖြစ်တယ်လို့အိန္ဒိယဒေသတွင်းသတင်းဌာနဖြစ်တဲ့ဝီယန်ကပြီးခဲ့တဲ့ရက်ပိုင်းတွေမှာရေးသားထားပါတယ်ပြည်စုံကိုမဆနာဝင်းကပြပြမှာပါအိန္ဒိယအင်အားကြီးနိုင်ငံတွေထဲကအိန္ဒိယကိုဦးမင်းအောင်လှိုင်သွားဖို့ရှိတယ်လို့အိန္ဒိယဒေသရင်းသတင်းတွေမှာဖော်ပြနေကြပါတယ်။မြန်မာပြည်ကတန်တမန်အတိုင်းဝိုင်းကလည်းဦးမင်းအောင်လှိုင်လာမဲ့လာတယ်အိန္ဒိယသွားဖို့ရှိတယ်လို့ဆိုပါတယ်။မြန်မာအရေးဆောင်ကြည့်သူဒေါက်တာဆိုင်းကြည်စင်ဆိုကတော့ဆီယနာသိမ်းမှုနောက်ပိုင်းမြန်မာအပေါ်တရုတ်ရဲ့လွှမ်းမိုးမှုပိုများလာနေတာကြောင့်အယမ်းမိခိုအားပြုတာမျိုးမဖြစ်သွားအောင်အိန္ဒိယကလက်ဦးမှုယူပြီးဖိတ်ခေါ်တာဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။ဒါပေမဲ့နယ်စပ်အရေးကိစ္စတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေဟာတရုတ်နဲ့ဆက်ဆက်တဲ့မြန်မာနယ်စပ်ဘက်မှာအဆင်ပြေသွားပြီဖြစ်တာကြောင့်ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့အိန္ဒိယဘက်ကိုသွားမှာဖြစ်နိုင်တယ်လို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ဒီပေါ်တန်တမန်ရေးရာနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကိုအကူအညီပေးနေတဲ့အိန္ဒိယအခြေစိုက် India for Myanmar တည်ထောင်သူဆလိုင်းဒိုခါကအခုလိုရှင်းပြပါရယ်စီကနာအတွက်အရေးပါတဲ့လက်တန်စီမံကိန်းအပါအဝင်အခုလက်ရှိ ULA ထင်ချုံမှုအောင်မှာရှိတဲ့သူရဲ့စီမံကိန်းနဲ့ချင်းဒေါ်လာကြီးအင်အားစုအောင်မှာရှိတဲ့အိန္ဒိယရဲ့စီမံကိန်းနဲ့တိုက်ဒေတာတွေအကုန်လုံးအကောင့်တွေပေါ်နိုင်ဖို့အတွက်စစ်ကောင်စီဘက်ကလည်းအင်အားအလုံးရင်သုံးပြီးတော့မှဖိအားပေးလာမယ့်အနေထားတော့ရောက်နိုင်ချေရှိတယ်ပေါ့နော်မြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းထောက်ပံ့ပေးတဲ့အဓိကနိုင်ငံတွေထဲမှာအိန္ဒိယပါဝင်တယ်လို့မြန်မာမှာကိုဗစ်ကာလရောငလျင်ဒဏ်ခံခဲ့ရတဲ့အချိန်မှာပါစာနာမှုအကူအညီတွေပေးအပ်တဲ့နိုင်ငံတွေထဲအိန္ဒိယကထိပ်ဆုံးကပါဝင်ခဲ့ပါတယ်။ဒါအပြင်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပြီးအိန္ဒိယဟာမြန်မာအတွက်စတုတ္ထအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဆီယနာသိမ်းမှုကြောင့်မြန်မာကိုနိုင်ငံတကာကအဖက်ဖက်ကပိတ်ဆို့ထားချိန်မှာတရုတ်နဲ့အိန္ဒိယဟာမြန်မာနိုင်ငံအတွက်အရေးပါတဲ့ခန္ဓာမှာရှိနေပြီးအိန္ဒိယနဲ့ကုန်သွယ်မှုအကြောင်းကိုတော့မြန်မာစီးပွားရေးလေးလာစောင့်ကြည့်သူဦးအောင်ကအခုလိုထောက်ပြထားပါတယ်။အထူးသဖြင့်အိန္ဒိယလှုပ်ချင်နေတဲ့ဒီကလဒန်မြစ်စီမံကိန်းလိုဟာတွေကပြန်ပြီးတော့အစာပြိုးလာနိုင်ကြီးလည်းရှိတာပေါ့။နောက်အခြားသောစက်မှုပစ္စည်းတွေတော့၎င်းပေါ့နော်။ဒီပညာပိုင်းဆိုင်ရာဒီစွမ်းရည်နဲ့ပတ်သက်တာတွေလျှက်စစ်နဲ့ပတ်သက်တာတွေပေါ့နော်။ဒါမျိုးတွေကတော့ဒီအိန္ဒိယအနေနဲ့လည်းတဖြည်းဖြည်းနဲ့မြန်မာဘက်ကိုဈေးကွက်ချက်လာတဲ့သဘောမျိုးတော့ဒါလှုပ်လာနိုင်ကြီးတော့ရှိပါတယ်။ဆီယနာသိမ်းပြီးနောက်ပိုင်းမြန်မာပေါ်စီးပွားရေးပိတ်ဆို့မှုတွေကိုနိုင်ငံတကာကထပ်တိုးလှုပ်ဆောင်ခဲ့ပေမဲ့တရုတ်ရဲ့ဥဆောင်မှုနဲ့အတူနိုင်ငံတချို့နဲ့ကုန်သွယ်ရေးကတဆင့်အကျိုးကျေးဇူးများစွာရှိတယ်လို့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဦးအောင်ကျော်ဟိုးကပြောခဲ့ပါတယ်ရှင်။ရန်ကုန်က 1BS လိုင်းကားတွေနဲ့ကားမှတ်တမ်းတွေမှာခီးတဲ့စီကဖုန်းနဲ့ပတ်စံရည်တွေလူခန္ဓာကမိုင်းနှိုက်ခန္ဓာတွေကတော့စိုးနေတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းတပ်ဖွဲ့ကတော့ပြီးခဲ့တဲ့9လတွင်ကမိုင်းနှိုက်200နီးပါးကိုဖမ်းနိုင်ခဲ့တယ်လို့ဒီရက်ပိုင်းတွင်မှထုတ်ပြန်ထားပါတယ်။ဒါမဲ့ကမိုင်းနှိုက်တွေရဲ့လှူရှားမှုကရောကြမသွားဘူးလို့မြို့ကန်တွေနဲ့ဒီမနေ့ကမှကမိုင်းနှိုက်ခံရတဲ့သူက BBC ကိုပြောပါတယ်။ကိုမြင့်လွင်ကပြပြမှာပါ။အခုနှစ်ဆက်ကနေမေလ22ရက်နေ့အထိ9လအတွင်းကပိုင်းနိုင်194ယောက်ကိုဖမ်းဆီးမိခဲ့တယ်လို့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပေမဲ့ဒီနေ့မနေ့မှာပဲဖုန်ကပိုင်းနိုင်ခံခဲ့ရသူကတော့ရောမတော်သေးဘူးလို့ BBC ကိုပြောပါတယ်။ကပိုင်းနိုင်အမျိုးသား153ဦးအမျိုးသမီး22ဦးနဲ့အတူလက်ကင်ဖုန်းအလုံး230နီးပါးနဲ့ငွေကျပ်သိန်း80ကျော်ကိုပါတက်တဲ့အဖြစ်ဖမ်းဆီးရရှိခဲ့ပြီးအမှုပေါင်း205မှုနဲ့သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာအမှုဖွင့်ထားတယ်လို့မေလ23ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ကပိုင်းနိုင်တွေနဲ့အုပ်စုဖွဲ့လူရဲသူတွေဟာရန်ကုန်တိုင်းအတွင်းပြည့်စွဲနေတဲ့ YBS ကားတွေနဲ့ကားမဲ့တိုင်တွေမှာခရီးသည်တွေစီက
ဖုန်းငွေကြေးနဲ့တန်ဖိုးရှိပစ္စည်းတွေကိုအလစ်သုံးလူရက်နေတာလို့ဆိုပါတယ်ဒီနေ့မနေ့ပိုင်းမှာပဲ YBS ကပေါ်မှာကိုယ်တိုင်ဖုန်းအနိုင်ခံခဲ့ရသူတူပြောပြတာက ကျွန်တော်ဆလွယ်တိုင်းထားတဲ့အိတ်ပေါ့နော်လူကကြက်နေတော့တစ်ဖက်ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ဇစ်ဖွင့်ပြီးတော့ကောက်နိုင်လိုက်တယ်လူစုလူဝေးနဲ့ဝင်တဲ့လူကိုညှက်ပြီးတော့နှိုက်တာပေါ့နော်လုံခြုံမှုကတော့တော်တော်ကင်းမဲ့နေတယ်ဒါတွေကိုတော့ထိရောက်ရေးရှူပေးပါပေါ့အကောင်လုံးနော်ပြည်သူတွေကိုဒုက္ခပေးနေအဲ့တော့သူတို့မတက်ညှပါနဲ့ပေါ့အများစုဟာလူအတဲဆင်းများတဲ့ကားမဲ့တိုင်တွေခရီးတွေအသုံးပြုများတဲ့ကားတွေကိုပြစ်မဲ့ထားကြပြီးမနေ့ပိုင်းနဲ့ညနေပိုင်းတို့လိုအလုတ်ဆင်းအလုတ်ပြန်ခြင်းတွေဆိုလို့ရှိရင်ပိုတတိထားရတယ်လို့ကိုယ်တိုင်လိုင်းကားစီတော်လာနေသူတွေကပြောပါတယ်ဒါအပြင်အမျိုးသမီးတွေဟာခပိုင်းနိုင်တွေနဲ့အုပ်စုဖွဲ့လူရဲသူတွေရဲ့ပြစ်မဲ့ထားတာပိုခံကြရတယ်လို့ဓာတ်ထောက်လူရဲမှုတွေပါရှိလို့အသက်အန္တရာယ်ပါစိုးရင်ရတဲ့အထိမလုံခြုံမှုဖြစ်နေတယ်လို့ကိုယ်တိုင်ကြုံရသူတွေကပြောပါတယ်ဒီအကြောင်းရေကုန်မြို့ကကိုယ်တိုင်ကြုံခဲ့မှုတဲ့အမျိုးသမီးတူပြောတာကသူကမှတ်နေတာကိုတိရဲနဲ့ပါသွားတယ်ကားပေါ်မှာပဲခံလိုက်ရနောက်ကနေဓာတ်ထောက်တာတော့မအော်ရဲဘူးလေမအော်ရဲဘူးကားပေါ်ဆင်းသွားဟိုလာပြီးတော့ပြောတာဟုံပါသွားတယ်ပေါ့နော်ဖြစ်စီတွေကတော့လေကာယကံရှင်တွေကိုပြန်ပေးစီချင်တာပေါ့နော်ဘယ်လိုဆိုတော့ကိုယ့်ရဲ့ဖုန်းကအမှတ်တရတွေအများကြီးနဲ့ဆိုတော့ဒီနှရောတော့ပြန်လို့ထင်ကြမှာပဲပေါ့နော်လူတွေကိုအနေနဲ့ဖြစ်စီတော့သူတို့ထိရတော့ရေးစေချင်နေရှင့်ဖုန်းနဲ့ပတ်စံအိတ်တွေအလူခံလိုက်ရတဲ့အခါမှတ်တမ်းတွေအပြင်အရေးကြီးအချက်လက်တွေဆုံးရှုံးခဲ့ရတာကြောင့်အခုအခါခပိုင်းလိုက်တွေစီကပြန်သိမ်းဆည်းရမိတဲ့ဖုန်းတွေကိုအထောက်အထားမှန်ကန်တဲ့ပိုင်ရှင်တွေစီပြန်ပေးသင့်တယ်လို့ပြောဆိုကြပါတယ်ခင်ဗျာစကိုင်းနိုင်ငံကဒဇယ်ကျွန်းလှပလဲဘုဒ္ဓလင်ရတော့မကွေးတိုင်းတွင်ကခုတ်ကူမြိုင်ကံကောင်းမှာရှိတဲ့ဒေသခံတွေနဲ့ဆစ်ဆောင်နေဟာစီဝါလုံးဝမရတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်မတ်ရွှေပူနီကပြပြမှာပါစကိုင်းတိုင်းဒဇယ်နဲ့ကျွန်းလှဒေသဟာလမ်းမဆက်သွယ်ရေးခက်ခဲပြီးတိုက်ပွဲတွေနဲ့နီးကပ်နေလို့ဆေးဝါးရရှိဖို့ခက်ခဲတယ်လို့ကျန်းမာရေးစောင့်ရှောက်မှုရဖို့လဲလက်လန်းမမီဘူးလို့ဒေသခံတွေကပြောကြပါတယ်ဆေးဝါးမရတဲ့အပြင်အာဟာရပြည့်ပြည့်ဝဝလည်းမရကြသလိုတန်ရှင်းတဲ့ရေရှားပါနေတာကြောင့်အရေပြားယောဂတွေပါဖြစ်နေကြတယ်လို့လဲဆိုပါတယ်စီးကြိုသွေးကြိုသွေးတို့စတဲ့ယောဂအခန့်ရှိတဲ့တက်ကြီးပိုင်းတွေလဲဆေးဝါးမရတဲ့အပြင်ဆေးကုသဖို့အလံဝေးတာကြောင့်အသက်အန္တရာယ်အထိရင်ဆိုင်နေကြရပါတယ်ဒဇယ်မြို့နယ်မှာကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေတဲ့စီတင်နာဝန်ထမ်းဒေသခံတူပြောပြတာကအားနဲ့လုံးလုံးမှာဒီစဲမှာပဲကျွန်တော်တို့ရှိနေတာတလောက်စောက်ကြည့်ပတ်ချတယ်တော့ကျွန်တော်တို့ကသွားတယ်ဆိုတော့ကျွန်တော်တို့ကတော့ကိုယ်အားနဲ့ကိုပေါ့နော်ဟိုတခါလေတော့အလူရှင်ရှာပြီးတော့ပေါ့အဲ့လိုမျိုးသွားတယ်ဇယ်မျိုးနယ်မှာဖားမဲ့ကျမ်းမာရေးဆောက်ရှောက်မှုနေတော့မဟုတ်ဘူးလူနာတွေရှိတယ်ဈေးမြပေးနေတော့သွားတယ်အကုန်လုံးတော့အဲ့လိုပဲလုပ်နေကြတာပေါ့ပြီးခဲ့တဲ့နေရာဒီတော့ကျွန်တော်စစ်ကြောင်စကန်တော့ရာနာတော့ပါတော့ဖြစ်တယ်ဝမ်ပြက်ဝမ်ရှော့ပေါ့ဒီရာကျတော့ဝမ်ပြက်ဝမ်ရှော့ဖြစ်တယ်ကလေးလေးတွေအဲ့လိုမျိုးပေါ့နော်ရေပြားယောဂတွေကတော့ဟိုလူစုလိုက်ပြန်နေရတယ်မှာဖြစ်ကြတယ်အဲ့လိုမျိုးတော့ရှိပါတယ်တိတ်ဆောင်စခန်းတွေမှာဆေးဝါးမရှိတာဆေးကုသပေးမဲ့ကျန်းမာရေးစောင့်ရှောက်မှုမရှိတာတွေကအခြေအနေကိုထိန်းချုပ်ဖို့ခက်ပြီးပိုဆိုးရွားစေတယ်လို့လည်းဆိုကြပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာလည်းစစ်ဘေးရှောင်တွေရောဒေသခံတွေမှာပါဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်ချက်များနေတဲ့အကြောင်းဒေသခံတဦးပြောပြတာကအဓိကအခုလိုမျိုးလမ်းကြောင်းပိတ်ဆို့မှုတွေဖြစ်ထားတဲ့အခြေအနေမှာတော့အဓိကဒီထက်ပေါ့နော်ဆေးဝါးနဲ့အစားအစာလိုအပ်ချက်တွေဖြစ်နေမှာပေါ့နော်ရားနာကိစ္စနဲ့ပတ်သက်ပြီးတော့တားအိဆိုးရတဲ့အခြေအနေတော့မရောက်သေးဘူးလို့ယူဆမှာပေါ့ဗျာဟုတ်ကျွန်တော်တရားလုံးပါတော့50ရောက်အထက်တော့ဖြစ်တာတော့ဟိုတချို့စခန်းတွေမတွေ့ဘူးလားဗျကျွန်တော်စခန်းတိုင်းတော့မဟုတ်ဘူးဗျာရာသီဥတုပူတော့ကျတော့လူကြီးထူတတ်တဲ့ကျန်းမာရေးပြဿနာတော့အနည်းငယ်ရှိနေပေါ့ဗျာအသေးရလိုအပ်ချက်ရှိနေပါတယ်ဟုတ်ဆရာဝန်တွေကတော့ရှိနေပေမဲ့တကယ်တော့လုံလောက်မှုမရှိတာပေါ့ဗျာအရင်ကတည်းကစကိုင်းနဲ့မကွေးတိုင်းဘက်မှာကုန်စည်နဲ့ဆေးဝါးတည်ယူခွင့်ကိုစစ်တပ်ဘက်ကတင်းကျပ်ထားပါတယ်ဒါအပြင်ပြီးခဲ့တဲ့မေလ10ရက်နေ့ကစပြီးအဲ့ဒီဘက်တွေကိုအမျိုးသမီးလားစဉ်3အပါအဝင်အိမ်သုံးပစ္စည်းအခြေခံစားတောက်ကုန်ပစ္စည်းတွေနဲ့အိမ်သုံးဆေးဝါးတွေကိုပါတည်ဆောင်ခွင့်ကိုထပ်ပြီးတင်းကျပ်လိုက်တယ်လို့သိရပါတယ်ဒါကြောင့်ဒေသကာကွယ်ရေးတပ်တွေဘက်ကလည်းဆေးဝါးရရှိမှုခက်ခဲလာတယ်လို့ဒေသခံတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လည်းခက်ခဲနေတာလို့ပြောပြကြပါတယ်။စကိုင်းတိုင်းနဲ့မကွေးတိုင်းဟာမကြာခဏတိုက်ပွဲပြင်းထန်တဲ့အပြင်တချို့ကျေးရွာတွေမှာပြူစောတိတပ်တွေပါအထိုင်ချထားတာဖြစ်လို့လမ်းပန်းဆက်သွယ်ရေးမကောင်းသလိုဆေးဝါးရရှိရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုမှာလည်းမရတဲ့အခြေအနေကိုကြုံနေကြရတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ BBC မြန်မာပိုင်းရဲ့ဒီနေ့ညပိုင်းရေဒီယိုထုတ်လွှင့်မှုစီစဉ်ဒီမှာပြီးဆက်မှာပြီခင်ဗျာ။လည်းမနေ့ပိုင်း8:45 မိနစ်ကြာရင် BBC မြန်မာပိုင်းရဲ့ TV စီစဉ်ကိုထုတ်လွှင့်ပေးသွားမှာပါ။တို့ရရှင်တို့ဘေဘီယာဝိကွာလို့ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ BBC ကိုနားဆင်တဲ့အတွက်သူကျေးဇူးတင်ရပါတယ်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။ ဒါကိုဝေဟမင်းကြီးကပြန်တောင်းပန်ခဲ့ပြီးတော့
AI ဟာခေတ်သစ်ကျွမ်းကျင်မှုကိုဖြစ်လာစေနိုင်တယ်လို့သတိပေးပါတယ်။စီရေးရွေချက်တွေအတွက် AI ကိုမသုံးဖို့ကိုလည်းပွေဟမင်းကြီးလီယိုကမိန့်ကြားပါတယ်။အမေရိကန်နဲ့အီရန်တို့ကြားသဘောတူညီချက်ရတော့မယ်ဆိုတဲ့ပေါ်ဝေဖန်ကြတဲ့သူတွေကိုသမ္မတထရန့်ကအဲ့လူတွေကရှုံးသမားတွေလို့တံပြန်တိုက်ခိုက်ပြောကြလိုက်ပြီးတော့သဘောတူညီချက်ကလောလလရတော့မလားဆိုတဲ့ပေါ်ဘာမှရည်ရရာသူကမပြောပါဘူး။ရလာမဲ့သဘောတူညီချက်ကအတိတ်ပဲပြေဝတာကောင်းမွန်တာလည်းဖြစ်နိုင်တယ်လို့သဘောတူညီချက်မရတာမျိုးလည်းဖြစ်နိုင်တယ်လို့သူကပြောပါတယ်။အီရန်နိုင်ငံရေးဝန်ထမ်းပြောခွင့်ရကသဘောတူညီချက်ရဖို့မူပေါင်းသတ်မှတ်ချက်စင်ကိုတော့ရောက်လာပြီးဒါမဲ့ဟော်မုစ်ရေလက်ကြားပြန်ဖွင့်ရေးနဲ့နျူကလ িয়ার ရည်မှန်းချက်တွေအရေးကဆွေးနွေးကြရအောင်ပါလို့ဆိုပါတယ်။သဘောတူညီချက်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်တစ်ဖန်ပြန်ဖြစ်လာတာမို့ဈေးကွက်မှာရင်းနှံဈေးကသိတသာကျဆင်းသွားပါတယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဆက်ကရွှေကူမပိန်းကတာအင်းတော်မော်လူနဲ့ထိကြိုင်စတဲ့မြို့နယ်တွေမှာကချင်လက်ရတက် KIA ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်တပ်တို့ကြားတိုက်ပွဲတွေဖြစ်နေတယ်လို့မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။ကချင်ပြည်နယ်ရွှေကူမြို့နယ်အတွင်းမှာဆိုရင်နှစ်ဖက်ကြားတိုက်ပွဲတွေကတပတ်ကျော်ကြာပြင်းထန်နေတယ်လို့ BBC ရဲ့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။စစ်တပ်ဘက်ကရွှေကူတိုက်ပွဲမှာ drone အသေးစားတွေပြင်လက်နက်ကြီးတွေပို့ပြီးတော့သုံးငါပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။မြန်မာစစ်တပ်ကတော့ကချင်နဲ့စကိုင်းဆက်နေရာတွေကစီးရေးချီနေတဲ့နဲ့ပတ်သက်လို့သတင်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။မကွေးတိုင်းမြမြို့နယ်အတွင်းတရက်ကန်ရွာမှာရှိတဲ့စစ်တပ်ရဲ့ပြည်သူ့စစ်ရက်ခေါ်ဖြူစောတိစစ်စခန်းကိုတိုက်ခိုက်ပြီးတော့ကြီးရွာထဲမှာပိတ်မိနေတဲ့အမျိုးသမီးနဲ့ကလေးရောက်90နီးပါးကိုကဲထုတ်ခဲ့တယ်လို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဒီကနေ့ထုတ်ပြန်ပါတယ်။အဲ့ဒီပြည်သူ့စစ်စခန်းကိုမေလ22ရက်နေ့မနေ့စောပိုင်းမှာမြိုင်ပကဖနဲ့ပူပေါင်းတပ်တွေကတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲတွင် PDF ရဲဘော်2ယောက်သေဆုံးပြီးတော့4ယောက်ဒဏ်ရာရခဲ့တယ်လို့ပြည်သူ့စစ်ဘက်ကလည်းအနည်းဆုံး4ယောက်သေဆုံးခဲ့တယ်လို့မြေပြင်ခြေနေသိရှိသူကပြောပါတယ်။အဲ့တိုက်ပွဲတွင်ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ကားပိုင်းလက်နက်17လက်ပါဝင်လက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့မြိုင်ပကဖကတပ်ပုံနဲ့တူထုတ်ပြန်ထားပါတယ်။ယူဂန်ဒါနိုင်ငံမှာအီဘိုလာလူနာအသစ်2ယောက်တွေ့ရပြီးတော့ဒီဗိုင်းရပ်စ်ရောဂါစတွေ့တဲ့လွန်ခဲ့တဲ့10ရက်နောက်ပိုင်းယူဂန်ဒါမှာစုစုပေါင်းလူနာ10ယောက်ရှိသွားပါပြီ။သူတို့ဟာကမ်ဘလာကပို့ကပိုင်းဝန်ခုမှာအလုပ်လုပ်ကြတဲ့ယူဂန်ဒါကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။သူတို့နဲ့ထိတွေ့ဘူးတဲ့သူတွေကိုကျန်းမာရေးဝန်ထမ်းတွေကလက်လံဆွမ်းနေပြီးတော့အီဘိုလာရောဂါလက္ခဏာရှိသူတွေသတင်းပို့ကြဖို့ပန်ကြားနေပါတယ်။နိုင်ငံတချို့မှာအခုအီဘိုလာပြန့်နှံ့ဖြစ်ပေါ်မှုကြောင့်သေဆုံးသူလူပေါင်း220လောက်ရှိနိုင်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အကြီးအကဲတက်ဒရိုဆာဟန်နွန်ဂက်ဘရီရီဆက်ကပြောပါတယ်။အာဖဂန်နစ္စတန်မှာမိန်းကလေးတွေနဲ့မြို့သမီးတွေကြောင်းပြန်တက်ခွင့်ပေးမှလားဘယ်ချိန်မှပြန်ပေးမှလဲစတဲ့ BBC ရဲ့မိကွန်းတွေကိုတာလီဘန်ပြောရေးဆိုခွင့်ရှိသူကပြန်ဖြေဆိုဖို့ညှဉ်းဆန်ခဲ့ပါတယ်။လွန်ခဲ့တဲ့9နှစ်အာဖဂန်မှာတာလီဘန်တို့အာဏာပြန်ရလာကြတဲ့ကအသက်12နှစ်ထက်ကျော်တဲ့မိန်းကလေးတွေပညာသင်ကြားခွင့်ပိတ်ပင်ခံထားရပါတယ်။အစ္စလာမစ်ဥပဒေအရအမျိုးသမီးခွင့်ရေးတွေပေးဖို့တာလီဘန်ကအာမခံထားပြီးသားလို့အဲ့ဒီတာလီဘန်ပြောခွင့်ရဟမ်ဒူလာဖီထရက်ကပြောပါတယ်။အခုလိုတာလီဘန်ရဲ့ပိတ်ပင်မှုကဆက်ပြီးတော့ဖြစ်နေမယ်ဆိုရင်2030ကျရင်အာဖဂန်မှာမိန်းကလေးငယ်2တန်းကျော်ဟာမူလတန်းနဲ့ကျော်ပြီးတော့ကျောင်းတက်ခွင့်ရတော့မှာမဟုတ်ဘူးလို့ကုလသမဂ္ဂကပြောပါတယ်။ဂျပန်နိုင်ငံတိုကျိုကဇီဂျီဝေစာအသုံးဆောင်နေကြောင်းနဲ့ကုန်တယ်ကြီးတစ်ခုမှာအမျိုးသားတစ်ယောက်ကအမျိုးမြည်မသိရသေးတဲ့အရေးတစ်ခုနဲ့မှုတ်ဆေးဖြန်းတယ်လို့လိုက်ဖြန်းခဲ့ပြီးတဲ့နောက်လူတစ်ယောက်ကိုဆေးရုံကိုခေါ်တင်ထားခဲ့ရကတခြားလူအယောက်20လောက်လည်းနေမကောင်းဖြစ်သွားပါတယ်။ Kansas City Shopping Mall ထဲမှာအနံ့ဆူဆူတွေရခဲ့တယ်လို့ရဲတွေကိုအကြောင်းကြားခဲ့ကြပါတယ်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။
တွင်ပြောင်းဆွေးကောင်ဆောင်ဦးမင်းအောင်လှိုင်ဟာသမနာရာဒူယူကပီနာပထမဆုံးခီးစဉ်ဖြစ်လာမယ့်ဂျွန်လပထမပတ်ထဲမှာအိန္ဒိယနိုင်ငံကိုသွားမှာဖြစ်တယ်လို့အိန္ဒိယဒေသတွင်းသတင်းဌာနဖြစ်တဲ့ဝီယန်ကပြီးခဲ့တဲ့ရပိုင်းတွေမှာရေးသားထားပါတယ်ပြည်စုံကိုမဆနာဝင်းကပြပြမှာပါအိန္ဒိချင်းအင်အားကြီးနိုင်ငံတွေကအိန္ဒိယကိုဦးမင်းအောင်လှိုင်သွားဖို့ရှိတယ်လို့အိန္ဒိယဒေသရင်းသတင်းတွေမှာဖော်ပြနေကြပါတယ်မြန်မာပြည်ကတန်တမန်အတိုင်းဝိုင်းကလည်းဦးမင်းအောင်လှိုင်လာမဲ့လာတယ်အိန္ဒိယသွားဖို့ရှိတယ်လို့ဆိုပါတယ်မြန်မာအေးဆောင်ကြည့်သူဒေါက်တာဆိုင်းကြည်စင်ဆိုကတော့ဆီယနာသိမ့်မှုနောက်ပိုင်းမြန်မာအပေါ်တရုတ်ရဲ့လွှမ်းမိုးမှုပိုများလာနေတာကြောင့်အယမ်းမိခိုအားပြုတာမျိုးမဖြစ်သွားအောင်အိန္ဒိယကလက်ဦးမှုယူပြီးဖိတ်ခေါ်တာဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။ဒါပေမဲ့နယ်စပ်အရေးကိစ္စတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေဟာတရုတ်နဲ့ဆက်ဆက်တဲ့မြန်မာနယ်စပ်ဘက်မှာအဆင်ပြေသွားပြီဖြစ်တာကြောင့်ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့အိန္ဒိယဘက်ကိုသွားမှာဖြစ်နိုင်တယ်လို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ဒီပေါ်တန်တမန်ရေးရာနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကိုအကူအညီပေးနေတဲ့အိန္ဒိယအခြေစိုက် India for Myanmar တည်ထောင်သူဆလိုင်းဒိုခါကအခုလိုရှင်းပြပါဗျ။စီကန္နာအတွက်အရေးပါတဲ့လက်တန်စီမံကိန်းအပါအဝင်အခုလက်ရှိ ULA ထင်ချုံမှုအောက်မှာရှိတဲ့သူရဲ့စီမံကိန်းနဲ့ချင်းဒေါ်လာကြီးအင်အားစုအောက်မှာရှိတဲ့အိန္ဒိယရဲ့စီမံကိန်းနဲ့တိုက်ဒေတာတွေအကုန်လုံးအကောင့်ထိပေါ်နိုင်ဖို့အတွက်စစ်ကောင်စီဘက်ကလည်းအင်အားအလုံးရင်းသုံးပြီးတော့မှဖိအားပေးလာမယ့်အနေထားတော့ရောက်နိုင်ချေရှိတယ်ပေါ့နော်မြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းထောက်ပံ့ပေးတဲ့အဓိကနိုင်ငံတွေထဲမှာအိန္ဒိယပါဝင်တယ်လို့မြန်မာမှာကိုဗစ်ကာလရောငလျင်ဒဏ်ခံခဲ့ရတဲ့အချိန်မှာပါစာနာမှုအကူအညီတွေပေးအပ်တဲ့နိုင်ငံတွေထဲအိန္ဒိယကထိပ်ဆုံးကပါဝင်ခဲ့ပါတယ်။ဒါအပြင်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပြီးအိန္ဒိယဟာမြန်မာအတွက်စတုထအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဆီယနာသိမ်းမှုကြောင့်မြန်မာကိုနိုင်ငံတကာကအဖက်ဖက်ကပိတ်ဆို့ထားချိန်မှာတရုတ်နဲ့အိန္ဒိယဟာမြန်မာနိုင်ငံအတွက်အရေးပါတဲ့ကဏ္ဍမှာရှိနေပြီးအိန္ဒိယနဲ့ကုန်သွယ်မှုအကြောင်းကိုတော့မြန်မာစီးပွားရေးလေးလာစောင့်ကြည့်သူဦးအောင်ကအခုလိုထောက်ပြထားပါတယ်။အထူးသဖြင့်အိန္ဒိယလှုပ်ချင်နေတဲ့ဒီကလရန်မြစ်စီမံကိန်းလိုဟာတွေကပြန်ပြီးတော့အစာပြိုးလာနိုင်ကြီးလည်းရှိတာပေါ့။နောက်အခြားသောစက်မှုပစ္စည်းတွေတော့၎င်းပေါ့နော်။ဒီပညာပိုင်းဆိုင်ရာဒီစွမ်းရည်နဲ့ပတ်သက်တာတွေလျှက်စစ်နဲ့ပတ်သက်တာတွေပေါ့နော်။ဒါမျိုးတွေကတော့ဒီအိန္ဒိယအနေနဲ့လည်းတဖြည်းဖြည်းနဲ့မြန်မာဘက်ကိုဈေးကွက်ချက်လာတဲ့သဘောမျိုးတော့ဒါလှုပ်လာနိုင်ကြီးတော့ရှိပါတယ်။ဆီယနာသိမ်းပြီးနောက်ပိုင်းမြန်မာပေါ်စီးပွားရေးပိတ်ဆို့မှုတွေကိုနိုင်ငံတကာကထပ်တိုးလှုပ်ဆောင်ခဲ့ပေမဲ့တရုတ်ရဲ့ဥဆောင်မှုနဲ့အတူနိုင်ငံတချို့နဲ့ကုန်သွယ်ရေးကတဆင့်အကျိုးကျေးဇူးများစွာရှိတယ်လို့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဦးအောင်ကျော်ဟိုးကပြောခဲ့ပါတယ်ရှင်။ရန်ကုန်က YBS လိုင်းကားတွေနဲ့ကားမှတ်တမ်းတွေမှာခီးတဲ့စီကဖုန်းနဲ့ပတ်စံရည်တွေလူခန္ဓာကပိုင်းနိုင်ခန္ဓာတွေကတော့စိုးနေတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းတပ်ဖွဲ့ကတော့ပြီးခဲ့တဲ့9လတွင်ကပိုင်းနိုင်200နီးပါးကိုဖမ်းနိုင်ခဲ့တယ်လို့ဒီအပိုင်းတွင်မှာထုတ်ပြန်ထားပါတယ်။ဒါမဲ့ကပိုင်းနိုင်ရဲ့လှူရှားမှုကကြော့ကြမသွားဘူးလို့မြို့ကန်တွေနဲ့ဒီမနေ့ကမှကပိုင်းနိုင်ခန့်တဲ့သူက BBC ကိုပြောပါတယ်။ကိုမြင့်လွင်ကပြပြမှာပါ။အခုနှစ်ဆက်ကနေမေလ22ရက်နေ့အထိ9လအတွင်းကပိုင်းနိုင်184ယောက်ကိုဖမ်းဆီးမိခဲ့တယ်လို့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပေမဲ့ဒီနေ့မနေ့မှာပဲဖုန်ကပိုင်းနိုင်ခံခဲ့ရသူကတော့ရောမတော်သေးဘူးလို့ BBC ကိုပြောပါတယ်။ကပိုင်းနိုင်အမျိုးသား153ဦးအမျိုးသမီး22ဦးနဲ့အတူလက်ကင်ဖုန်းအလုံး230နီးပါးနဲ့ငွေကျပ်သိန်း80ကျော်ကိုပါတက်သေးအဖြစ်ဖမ်းဆီးရရှိခဲ့ပြီးအမှုပေါင်း205မှုနဲ့သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာအမှုဖွင့်ထားတယ်လို့မေလ23ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ကပိုင်းနိုင်တွေနဲ့အုပ်စုဖွဲ့လူရဲသူတွေဟာရန်ကုန်တိုင်းအတွင်းပြည့်စွဲနေတဲ့ YBS ကားတွေနဲ့ကားမက်တိုင်တွေမှာခရီးသည်တွေစီကဖုန်းငွေကြေးနဲ့တန်ဖိုးရှိပစ္စည်းတွေကိုအလေးသုံးလူရဲနေတာလို့ဆိုပါတယ်။ဒီနေ့မနေ့ပိုင်းမှာပဲ YBS ကားပေါ်မှာကိုယ်တိုင်ဖုန်းအနိုင်ခံခဲ့ရသူတူပြောပြတာကကျွန်တော်စလွယ်တိုင်းထားတဲ့အိတ်ပေါ့နော်လူကကြက်နေတော့တစ်ဖက်ကိုရောက်သွားတဲ့အချိန်မှာအမှကျွန်တော်zipဖွင့်ပြီးတော့ကောက်နိုင်လိုက်တာအမှလူစုလူဝေးနဲ့ဝင်တဲ့လူကိုညှက်ပြီးတော့နှိုက်တာပေါ့နော်လုံခြုံမှုကတော့တော်တော်ကင်းမဲ့နေတယ်ဒါတွေကိုတော့ထိရောက်ရေးရှူပေးပါပေါ့အကောင်လုံးနော်ပြည်သူတွေကိုဒုက္ခပေးနေအဲ့တော့သူတို့မတက်ညှပါနဲ့ပေါ့အများစုဟာလူအတဲဆင်းများတဲ့ကားမက်တိုင်တွေခရီးသည်အသုံးပြုများတဲ့ကားတွေကိုပြစ်မဲ့ထားကြပြီးမနေ့ပိုင်းနဲ့ညနေပိုင်းတို့လိုအလုတ်ဆင်းအလုတ်ပြန်ခြင်းတွေဆိုလို့ရှိရင်ပိုတတိထားရတယ်လို့ကိုယ်တိုင်လိုင်းကားစီတော်လာနေသူတွေကပြောပါတယ်ဒါအပြင်အမျိုးသမီးတွေဟာခပိုင်းနိုင်တွေနဲ့အုပ်စုဖွဲ့လူရဲသူတွေရဲ့ပြစ်မဲ့ထားတာပိုခံကြရတယ်လို့ဒါထောက်လူရဲမှုတွေပါရှိလို့အသက်အန္တရာယ်ပါစိုးရင်ရတဲ့အထိမလုံခြုံမှုဖြစ်နေတယ်လို့ကိုယ်တိုင်ကြုံရသူတွေကပြောပါတယ်ဒီအကြောင်းရန်ကုန်မြို့ကကိုယ်တိုင်ကြုံခဲ့မှုတဲ့အမျိုးသမီးတူပြောတာကသူကမှတ်နေတာကိုတိရဲနဲ့ပါသွားတယ်ကားပေါ်မှာပဲခံလိုက်ရနောက်ကနေဒါထောက်တာတော့မအော်ရဲဘူးလေမအော်ရဲဘူးကားပေါ်ကဆင်းသွားဟိုလာပြီးတော့ပြောတာဟုံးပါသွားတယ်ပေါ့နော်
ဖြစ်စီတွေကတော့လေကာယကံရှင်တွေကိုပြန်ပေးစေချင်တာပေါ့နော်ဘယ်လိုမှဆိုတော့ကိုယ့်ရဲ့ဖုန်းကအမှတ်တရတွေအများကြီးနဲ့ဆိုတော့ဒီနှစ်ယောက်တော့ပြန်လို့ချင်ကြမှာပဲပေါ့နော်လူတွေကိုအနေနဲ့ဖြစ်စေတော့သူတို့ထိရတော့ရေးရွေးချင်နေရှင့်ဖုန်းနဲ့ပတ်စံအိတ်တွေအလူခံလိုက်ရတဲ့အခါမှတ်တမ်းတွေအပြင်အရေးကြီးအချက်လက်တွေဆုံးရှုံးခဲ့ရတာကြောင့်အခုအခါခပိုင်းလိုက်တွေစီကပြန်သိမ်းဆည်းရမိတဲ့ဖုန်းတွေကိုအထောက်အထားမှန်ကန်တဲ့ပိုင်ရှင်တွေစီပြန်ပေးသင့်တယ်လို့ပြောဆိုကြပါတယ်ခင်ဗျာစကိုင်းနိုင်ငံက10ကျွန်းလှပလဲဘုဒ္ဓလင်ရတော့မကွေးတိုင်းတွင်ကခုတ်ကူမြိုင်ကံကောင်းမှာရှိ